ဒီဗီဒီယိုလေးကိုစီရောက်လာပြီဆိုရင်ကိုယ့်ရဲ့ဆောင်းလျှောက်ကကိုယ်ဘယ်လို message လေးတွေပေးချင်နေလဲဆိုတာကိုနားထောင်ကြည့်ပါနော်မကြခင်မှာကိုယ့်ရဲ့မွန်းကျက်နေတဲ့စိတ်တွေခံစားချက်တွေမကောင်းတဲ့ကံတွေအရာအလုံးကနေပြီးတော့တိတာစွာကံကောင်းလာတော့မယ်အကူကြီးကောင်းတွေရလိမ့်မယ်စိတ်ထဲမှာမွန်းကျက်တဲ့အရာတွေဖြေလျှော့လာနိုင်မယ်စိတ်ပင်ပန်းမှုတွေကင်းလာမယ်အထူးသဖြင့်ဒီကြားထဲမှာစိတ်ကိုအေးချမ်းထားပြီးတော့ကိုအနာပေးရမျိုးလုပ်ပေးပါဘဝအတွက်လိုအပ်တာတွေကိုတစ်ခုပြီးတစ်ခုတည်တည်ချာချာလုပ်ပါကိုလည်းလုံနိုင်လာမယ်ကံလည်းပေးလာနိုင်မယ်အဓိကကကိုဘဝအတွက်မှာဖြစ်ချင်တဲ့အရာတွေတဖြည်းဖြည်းဖြစ်လာတော့မယ်တကယ်ကိုအချိန်အခါကောင်းဖြစ်လာဖို့ရှိနေတယ်ပြီးတော့ကျမကြီးကူဆိုင်ပါပြီးတော့စိတ်ရှိတိုင်းမပြောဘူးတတိထားပါအဓိကကကိုစောင့်ရှောက်နေတဲ့အဆောင်ရှောက်ကကိုအတွက်ကောင်းမွန်တဲ့လက်ဆောင်တွေအနာဂတ်မှာပြင်ဆင်ထားတဲ့တိတိတတ်တာအဆင်ပြေလာလိမ့်မယ်ပြီးတော့နောက်ထပ်တစ်ခုကကိုယ်တိုင်လည်းတကယ်ကိုကောင်းမွန်တဲ့အခြေအနေတစ်ခုကိုရောက်လာလိမ့်မယ်အဲ့ဒါကြောင့်မလို့အခုချိန်မှာကိုယ့်ရဲ့ဆူတောင်းနေကိုဖြစ်ချင်တဲ့အရာတွေကိုတိတိကျကျအာရုံစိုက်ပြီးတော့လုပ်ပေးပါကိုဆောင်ရှောက်တွေကကိုယ့်အတွက်တကယ်ကောင်းမွန်တဲ့အခြေအနေတစ်ခုကိုဖန်တီးပေးပါတော့မယ်မကြခင်မှာတိတိတတ်တာကံကောင်းခြင်းကိုရရှိပါလိမ့်မယ်